screen ပါတဲ့ airport တွေကိုကျွန်တော်မြင်မှုပါတယ်ဒါပေမဲ့ဒီဈေးနဲ့ဒီလောက်ထားကြပြီးတော့လက်စီစင်တာမျိုးတော့တကယ်ခုမှမြင်လို့တော့ပြီးတော့ဒီ screen ကအလားထည့်ထားတာမဟုတ်ဘဲနဲ့တကယ်ကိုအသုံးဝင်တဲ့ function တွေကိုထည့်ထားပေးတာပါ music ကိုထုတ်ပါမယ်ပြီးတော့ music ပုံစံချင်းလို့ရမယ် equalizer ပါမယ်သူ့ရဲ့ equalizer ကတကယ်မိုက်ပါတယ်ဗျဒီတစ်ခုကတော့ share ပါပဲ AV control ကို on ထားပြီးတော့ဖုန်းနဲ့လက်နဲ့မထိဘဲနဲ့ TikTok ကို control လုပ်လို့ရပါမယ်အသေးပေးမယ်ပေါ့ဗျာပြီးတော့ music move နဲ့ game move ကိုပြောင်းလို့ရမယ် move selection ပါမယ် main menu ထဲမှာဆိုရင်လည်းအပြည့်ပြည့်ဆော့လို့ရအောင် game လေးပါထည့်ထားပေးပါတယ်ဗျလုံးဝဖုန်းတစ်လုံးနှီးပါပါပဲဖုန်းလာရင်တော့ဒီ screen မှာပေါ်တယ်ဒီ screen မှာတင်ကင်လို့ရပါတယ်ကဲဟုတ်ပါပြီဒီ screen ကိုမသုံးဘဲထားလက်စင်စာပဲသုံးမယ်ဆိုရင်တော့ operation တော်တော်ဆုံးပါတယ်ဗျနောက်ထပ်မိုင်ဆုံးပိုင်းကတော့ auditory ဆိုတဲ့ software ထဲမှာဖုန်းနဲ့လက်ချက်တွေကိုချိန်ပြီးတော့ translate လုပ်လို့ရပါတယ် computer translate တွေပါမယ် video translate တွေလုပ်လို့ရမယ် photo translate နဲ့တခြား translate တွေ AI ပိုင်းနေတယ်တော်တော်ဆုံးပါတယ်ဗျကျွန်တော်အကြိုက်ဆုံးပိုင်းကတော့ AI video caption ပါပဲဘာလဲဆိုတော့ကိုကြည့်နေတဲ့ video ကိုနားမလည်တဲ့ဘာသာဖြစ်နေရဆိုရင်ကိုနားလည်တဲ့ဘာသာကိုပြောင်းခိုင်းလို့ရပါတယ် design ပိုင်းရော fashion ပိုင်းရောဘာမှအပြစ်ပြောစရာမလိုပါဘူးဈေးရလဲ3သိန်းကျော်နဲ့ရမှာပါအဲ့ဒါမလို့ဒီပစ္စည်းကအကုန်မြန်မာတော့သိကြပါတယ်ဗျဒီလိုဈေးတန်းတန်းလေးနဲ့ luxury center လေးသုံးချင်တယ်ဆိုရင်တော့အခုပဲပေါအောင်မဲဆန္ဒမှာလာဝယ်ယူလို့ရပါပြီကျေးဇူးတင်ပါတယ်ဗျ